ဒီကောင်ကကျွေးစစ်ကနေမိသီးခေါ်တယ်နော်ကျွေးစစ်ကနေတော့နာမည်ကျွေးတယ်တွေ့တယ်မှန်လားမအဲ့တော့လာပြီတခြားလိုက်တော့ကြည့်ရတာဟိုလိုတစ်လုံးလုံးကျွေးပဲတဲ့ကြည့်လိုက်ရင်တော့အဲ့လိုခရခရခရတော့ကျွေးစစ်ကနေမိသီးပေါ့နော်ဒါကျွေးစစ်ကနေမိသီးအယောင်လေးဆန်းပြရမယ်နော်ဒါကအနီရောင်သူကတော့အငိမ့်မဲနော်မီးကတော့မကစားဘူးအငိမ့်ပဲပြန်လွတ်လိုက်ပြန်လွတ်လိုက်တွေ့အဲလိုမျိုးအနီရောင်အငိမ့်မဲနော်ရအနီရပြီဒါအနီရဒါပါအပြာဒါအပြာရောင်နော်ရပြီပြာရောင်ဒီကောင်ကဖြူရောင်ပြတ်မှတင်တယ်အဖြူလားအပြာပဲဟောပြရင်ဟမ်အပြာမအနုရင်ဟောအပြာနုရင်ပေါ့အပြာမ2ရောင်ရမယ်နည်းနည်းရင်တာနည်းနည်းနုတာအနီရောင်3ရောင်ပေါ့အရောင်တော့3ရောင်ရှိမှာနော်